မင်္ဂလာပါကိုပိုင် game app site ဒါမှမဟုတ်ကျွန်တော်ကိုပိုင် game app ကိုလုပ်ချင်တဲ့သူတွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်အောင်ပြီးအောင်ကြည့်ပေးပါအဲ့တော့ကျွန်တော်တို့ဒီ app ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က 2D 3D လဲကျွန်တော်တို့ကထိုးဆော့လို့ရတယ်အဲ့တော့ 2D 3D ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကဒီ time 2D 3D ကိုပဲကျွန်တော်ကအယောစားလောက်တာပေါ့နော်အဲ့တော့ channel ဒီ game app တွေကတော့ကျွန်တော်တို့မြန်မာကဒီ developer တွေရေးထားတဲ့ game app တွေဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့တခြား daily a တို့ live 22လို့မျိုးကျွန်တော် unit တွေကိုဝယ်စရာမလိုဘူး agent ယူစရာမလိုဘူးပေါ့နော်မလိုဘဲနဲ့ကိုယ်တိုင် unit တွေကိုကိုစိတ်ကြိုက်ပေါ့နော်အကန့်အသတ်မရှိကျွန်တော်တို့ကထုတ်ပေးလို့ရတယ်ပြီးလို့ရှိရင်ဒီ game တွေရဲ့အနိုင်ရှုံးကိုလည်းကျွန်တော်တို့ဒီ dime back ကနေပြီးတော့မှကိုစိတ်ကြိုက်ထိချုပ်လို့ရတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကိုကဒီထိုးသားကိုကျွန်တော်ဘယ်လောက်%အနိုင်ပေးမလဲဥပမာ100မှာကျွန်တော်30%အနိုင်ပေးမလား40%အနိုင်ပေးမလားကိုက60ယူမလား90ယူမလားပေါ့နော်ဒီလိုမျိုးကျွန်တော် dime back ကနေပြီးတော့မှထိချုပ်လို့ရဖြစ်ပါတယ်အဲ့တော့ဒီမှာမြန်မာ game တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမြန်မာပုံဝိုင်းတို့36កောင်တို့မြန်မာကလုံးတို့မြန်မာ6កောင်ချင်းတို့ဒီလိုမျိုးကျွန်တော်တို့ game တွေဟိုထည့်ပေးထားတယ်ပေါ့နော်အဲ့ထက်မှာဆိုရင်ဥပမာအနေနဲ့ကျွန်တော်မြန်မာပုံဝိုင်းမှာဆိုရင်အခုလိုမျိုးပေါ့နော်ဒီပုံကတ်လေးတွေရွေးပြီးတော့မှကျွန်တော်လောင်းရတဲ့ပုံစံဖြစ်ပါတယ်เนาะအဲ့တော့ဒီတရုပ်ဆောင်ပုံလေးကိုရွေးပြီးတော့မှကျွန်တော်လောင်းရတဲ့ပုံစံဖြစ်တယ်ပြီးရင်ကျွန်တော်ဒီ36កောင်ချင်းဆိုလို့ရှိရင်လည်းကျွန်တော်ကဒီလိမ့်ဆန်ပုံလေးပေါ့နော်လိမ့်ဆန်ပုံလေးတွေဒါမှမဟုတ်အသီးပုံလေးရွေးပြီးတော့မှကျွန်တော်ကလောင်းရတဲ့ပုံစံဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒါ spin လှည့်တဲ့ဟာလေးလည်းပါပါတယ်เนาะအဲ့တော့ spin လှည့်ပြီးတော့မှကျွန်တော်လောင်းရတဲ့ပုံစံလေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့လက်ရှိ hot ဖြစ်နေတဲ့ဟာပေါ့เนาะကျွန်တော်တို့ sit lottery မှာဆိုလို့ရှိရင်အကြီးသေးရွေးပြီးတော့မှကျွန်တော်လောင်းရတဲ့ game လေးလည်းကျွန်တော်ပါဝင်ပါတယ်ပြီးရင်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ခေါင်းပန်းပေါ့เนาะအဲ့တော့ကိုကထိုးတဲ့သူကခေါင်းရွေးမလားပန်းရွေးမလားပေါ့เนาะဒီလိုမျိုးသူတို့ရွေးချင်တာကိုရွေးပြီးတော့မှကျွန်တော်လောင်းရတဲ့ပုံစံဖြစ်ပါတယ်เนาะဒါအပြင်ကမှကျွန်တော်တို့ဒီမြန်မာကလုံးတွေပေါ့လည်းပါသေးတယ်ပေါ့နော်အဲ့တော့ဒီ software လေးကိုကဒီလောက်တဲ့သူတွေကပေါ့နော်ဥပမာဘာတွေအားသာချက်ရှိမလဲဆိုရင်ကိုကဒီတခြား daily a တို့ဘာတို့ slot game တွေလိုမျိုးကျွန်တော်တို့က unit တွေကိုကိုကဝယ်ပြီးတော့မှကျွန်တော်တို့ဖြည့်စရာမလိုတော့ပေါ့နော်ကိုတိုင်း unit တွေကိုစိတ်ကြိုက်ပေါ့နော်ကျွန်တော်တို့အကန့်အသတ်မရှိကျွန်တော်တို့ကထုတ်ပြီးတော့မှဟို agent တွေရှာတာဖြစ်ဖြစ်ဒိုးသားတွေရှာတာဖြစ်ဖြစ်ကျွန်တော်တို့ကဒါအယောစားကိုလုပ်ပြီးလို့ရမှာဖြစ်ပါရဲ့နော်ပြီးရင်ကျွန်တော်တို့လောင်းရတဲ့ပုံစံလေးရလည်းလွယ်ကူတာဖြစ်တဲ့ကြောင့်မို့ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာဘာရှင်းနဲ့ဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ ဆော့တဲ့သူတွေအနေနဲ့လည်းပို့ပြီးတော့မှစိတ်ဝင်စားမှုပို့ပြီးတော့ရှိရပေါ့နော်အခုနောက်ပိုင်းကျွန်တော်တို့ဒီ game ဆော့တဲ့သူတော်တော်များများကပေါ့နော်ကျွန်တော်တို့ဒီ slot game တွေကတော်တော်လေးရိုးအီနေပြီပြီးလို့ရှိရင်ကျွန်တော် slot game တွေကနည်းနည်းလေးဟိုရှုံးများတယ်ပေါ့နော်အရှုံးများတယ်ဆိုရင်ထပ်ပြီးမဆော့ကျင်တော့ပေါ့နော်အဲ့တော့ကိုကကြတော့ဒီ software ကိုဆော့မယ်ဆိုလို့ရှိရင်ကိုကဒီ user တွေကိုစိတ်ကြိုက် control လုပ်လို့ရတယ်ပေါ့နော်သူတို့ရဲ့အနိုင်ရှုံးကိုစိတ်ကြိုက် control လုပ်လို့ရတဲ့အတွက်ကြောင့်မို့ကိုအနေနဲ့လုံးဝကိုအရှုံးမရှိနိုင်ပေါ့နော်ကျွန်တော် game တို့ဘာတို့တခြားကျွန်တော်တို့ website တွေက game တွေကမှာ live 22တို့ daily a တို့ဘာတွေအဲ့ဒါတွေကမှာကျွန်တော်တို့ကပေါ့နော်ရှုံးနိုင်သေးတယ်ပေါ့နော်ဒီကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ကိုပိုင် game တွေကြတော့ဒီမြန်မာ game တွေကြတော့ကျွန်တော်တို့လုံးဝအရှုံးမရှိဘူးဘာလို့ဆိုတော့ကိုကဒိုင်ကပဲအရှုံးအမြတ်ကိုအနိုင်ကိုကျွန်တော်ကသတ်မှတ်လို့ရတဲ့ကြောင့်ဖြစ်ပါတယ်နော်အရှုံးမြတ်သတ်မှတ်လို့မရတဲ့ဟာဆိုလို့ကျွန်တော်တို့ကဒီ 2D 3D ပဲရှိမယ် channel တွေကတော့ကိုတိုင်းပေါ့နော် game ကိုလို့သူတို့စာပါနေပြီးတော့မှထိန်းချုပ်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့မြန်မာ game တွေပါတယ်ပေါ့နော်ဒီ app တစ်ခုကိုကျွန်တော်တို့က app မဲ့ဆိုလို့ရှိရင်ဈေးနှုန်းရတယ်ကျွန်တော်အရင်သက်သာပါတယ်ဟိုတခြား live 22တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးတခြား slot game တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါ unit တွေဝယ်ပြီးထည့်ရတော့မှကျွန်တော်တို့ဒီ game website တခုလုပ်မယ်ဆိုရင်အနည်းဆုံး200ကျော်300ကျော်တော့ပေးပြီးမှလုပ်ရမယ်အခုကျွန်တော်တို့ဒီမြန်မာ game တွေတော်တော်များများပါတဲ့ဒီ game app တခုကိုကျွန်တော်လုပ်မယ်ဆိုရင်မြန်မာငွေနဲ့330နဲ့ကျွန်တော်တို့ကဒါကိုပိုင် game website တခုပေါ့နော် app တခုကိုကျွန်တော်ရမှာဖြစ်ပါတယ်အဲ့တော့ server ကြီးကလည်းတစ်နှစ်စာပါပြီးသားပေါ့နော်အခုလိုမျိုးကျွန်တော်တို့အရှုံးမရှိတဲ့ game website တခုကိုပြုလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Viber ကိုဆက်သွယ်ပြီးတော့မှကျွန်တော်တို့အဲ့လိုရပြီကြောင်းကျွန်တော်သတင်းကောင်းပေးရပါတယ်ခင်ဗျာ